တောနဲ့ထဲမှာတကယ်ပဲဘုံကလုံးလိုအန်တရရှိတဲ့တစ်သီးတစ်မျိုးရှိပါတယ်။ဒီအသီးကတာမန်တစ်သီးလိုမဟုတ်ပဲလူတစ်ယောက်ရဲ့အသက်ကိုယ်တောင်နှုတ်ယူနိုင်စွမ်းရှိတဲ့အထိပြင်းထန်ပါတယ်။အခုမြင်နေရတာကတော့အပူပိုင်းဒေသရဲ့အန်တရအရှိဆုံးတစ်သီးတစ်မျိုးလိုသတ်မှတ်ထားတဲ့ Navel fruit လို့ခေါ်တဲ့အသီးဖြစ်ပါတယ်။သူကဘိုလင်းဘောတစ်လုံးစာနီးပါအရွယ်အစားရှိပြီးသူ့ရဲ့အခွင်ကကြောက်တုံးတစ်လုံးလိုအရန်ကိုမှာကြောလာပါတယ်။ဒီအသီးကရင့်မဲ့လာတဲ့အခါတစ်ပင်ပေါ်ကနေအလိုအရောက်ကြွေကြတတ်ပြီးတကယ်လို့တင့်ခေါင်းပေါ်ကိုသာတက်တယ်ကြလာမယ်ဆိုရင်တော့ဒါကတင့်ဘဝရဲ့နောက်ဆုံးအချိန်ဖြစ်သွားနိုင်ပါတယ်။ဒီလောက်မှာကြောတဲ့အသီးကိုခွဲဖို့ဆိုတာလူသားတွေအတွက်မလွယ်ကူပေမဲ့တောစိန်ရိုင်းတွေအတွက်တော့ဒါကအကြိုက်ဆုံးအစာပြေမုံတစ်ခုလိုပါ။ Navel fruit ထဲမှာတကြားတဲ့3ကီလိုဂရမ်လောက်ထိပါဝင်တာကြောင့်တောရိုင်းသတိစံတိုင်းကစားချင်ကြပေမဲ့စင်တွေမှာပဲဒါကိုခွဲစားနိုင်တဲ့ခွန်အားနဲ့အဆွဲတွေရှိကြပါတယ်။စင်တွေကသူတို့ရဲ့ကြီးမားတဲ့ခြေထောက်နဲ့နင်းချတာအဆွဲနဲ့ထိုးခွဲတာမျိုးတွေလုပ်ပြီးဒီချိုမီနဲ့အနစ်တွေကိုခန်းစားကြတာပါ။တဘာဝတရားကအဖိုးတန်တဲ့အရာတွေကိုမာကြောတဲ့အခွင်တွေနဲ့ဖုံးအုပ်ထားလေရှိပါတယ်။ဒါဟာခွန်အားရှိသူနဲ့စ조사သူတွေအတွက်ပဲထိုက်တန်တယ်ဆိုတဲ့သဘောပါ။ကျွန်တော်တို့လူဘဝမှာလည်းအောင်မြင်မှုဆိုတဲ့အချိုးမြင့်ဆုံးအသီးမျိုးရဖို့အတွက်အခက်အခဲဆိုတဲ့မာကြောတဲ့အခွင့်တွေကိုကြော်ဖျက်နိုင်တဲ့ခွန်အားနဲ့ဆွဲရှိဖို့လိုအပ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တောရိုင်းတရိစံတွေရဲ့အကြောင်းကိုဆက်လက်ကြည့်ရှုခြင်းရင်တော့ကျွန်တော်ရဲ့ page ကို like နဲ့ follow နှိပ်ပြီးအားပေးထားပါခင်ဗျာ။အားလုံးကိုကြည့်ရှုတင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ။